Napawa so that the accounts are you. Come on, and stop. Hey, go, my go, be a thing. That is what out. Tilo really. Yeah, ready. Shipping ya.
真理落地所言都明白，怎么也不言。真理落地所言都明白，怎么也不言。ကဲကိုမိုးမင်းပြီးတော့ကိုမိုးမင်းရဲ့ညီကျွန်တော်မြောင်မင်းကနေပြီးတော့ မင်းကဟာနုမှလည်းမဖြစ်နိုင်ဘူးအကောင်လေးရတယ်ကျွန်တော်မြောင်မင်းကတာရင်ကျွန်တော်မြောင်မင်းပြီးတာနဲ့နောက်တစ်ယောက်ထပ်ကအောင်မယ်ကျွဲမင်းကနေပြီးတော့ ပါပေးရလေ ကဲတက်ကလေးပေါ့အကိုကလည်းအရန်လည်းလုပ်ချင်တာ ဘာလဲဇီးကွက်မင်းလုပ်ချင်သေးလို့လား ကျွန်တော်တို့ကလုပ်တာ မင်းကနေပြီးတော့ကျွန်တော်တကြော်လိုက်တဲ့ဟာကြောင့်သေမင်းပြစ်သွား ကျွန်တော်တို့ကလုပ်ချင်တာပြီးခဲ့တဲ့ကျွန်တော်တို့ကကိုမိုးမင်းကဒီနေ့မှာစောစောကအိတ်ချင်နေတာ ဟုတ်ကဲ့ ပရိသတ်နဲ့တွေ့လိုက်တော့လည်းပဲမအိတ်ချင်တော့ပြီးတော့ဘုံလေးကလည်းကဲတေချာကြည့်ပါခင်ဗျာကတော့ပါရဲ့ငါပြောလိုက်ရင်မိုးချိုးပြစ်မှာဆိုလို့နေလေ ဟာတော့စိတ် တေချာကြည့်ပါမိတ်ထီလာကိစ္စစတာအဲ့ကောင်ပါ မင်းမယ်တော့မင်းသားထွက်လေထုံးမင်းတို့တော့ ဒီသားပါဦး
မင်းသားကိုမသိလို့မေးပြတယ်စော့ကြရှာလို့ဒီပြမှာသွားစော့ပါသူပဲမြင်းလဲစီးလိုက်ကျိုးတက်စီးလိုက်ပရိသတ်ထဲလိုက်စီးလိုက်နေတော်တော်စော့တယ်မင်းသား ဒီမှာဆွေဝင်းကျိုးလဲတော့တယ်မိုးဝင်းပဲ ဟေးလေဘယ်မှာသွားရောက်တာဒီမှာလာမြောင်းနေ ဒီကောနေရဒီကောနေရလောမင်းသားထုတ်အမဆိုင်ရကိုတတိမောင်မောင်ရုံးပေးလိုက်တယ်မ အယူပုံတော့ဘယ်လိုဖြစ်နေလဲနောက်ဆုံးတော့ယူကြ ဒီလာကိုတစ္ဆာရှိတယ်ဆိုအခုတော့ဒူးတွေခွေးနေပြီ အခုရှိရ ဖဲပြီမင်းသားကိုဖဲပြီ security ကဘယ်နာမှကျွေးလဲရ စတုဒီသားတော့ပျောက်နေတာကြားနေပြီမြန်မာပြည်မှာရှာမရဘူးပြင် တောင်ရှင်းနဲ့မတိုက်ထားပဲနဲ့ကျန်ဘေးလာချင်းတူနေပါလား တို့ကပြောပြတာတို့ကကိုညီကိုချစ်ပြီးသားဖေးလာချင်းအောက်ကမမတွေနဲ့ရောင်းစုံမယ်ဟုတ်တယ်မလား ဟုတ်ဘေးလာတွေကငါတို့နဲ့၄ယောက်ကထားပါဦးမင်းသားလည်းထားပါဦး ကဲမမခဏရေးကြည့်တယ်လို့ရေးကြည့်တာလေးရင်တော့ပြောပါလေအကိုကတော့ပြောခိုင်းတယ်ကိုကမပြောချင်ဘာလို့ဆိုသူ့စိတ်ဝင်စားနေလို့မပြောလို့မရ ကျေးဇူးတင်ပါတယ်ပန်းငွေလာချတဲ့မတ်တင်လာကိုကျေးဇူးတင် ပန်းကုန်းဟာနင်းနေမှာပန်းဘာစကားပြောတလွဲကြီးပဲကောင်လဲ ပန်းငွေကုန်းထားတာဒီသူက ဟုတ်ရဲ့ အင်းညနာလိုက်တယ်နော်မင်းသားပဲတိတာတို့လူချင်းတော်တွေကြတော့မစားရအတီးကြီးကြနေပဲ ဟိုတို့ ဟေးဘလက်တီဘူးမြတ်တာဟူသည်ငွေဆန်းရလားချမ်းချီအေးမြချမ်းချီအေးမြဘယ်မကားစေသာမေတ္တာဖြင့်ဖွဲ့စည်းပါတယ်နော်ဘုရားကြီးရဲ့မေတ္တာတရားနိုင်ငံသားတွေရဲ့မေတ္တာတရားကိုမြင်တွေ့ရပါပြီမိမိရဲ့အမျိုးဘာသာသာသနာကိုအားလုံးစောင့်ထိန်ရမယ်တာဝန်ကိုသိပြီးသားဖြစ်နေတာပါနော်ဒါကြောင့်မေတ္တာဖြင့်အားပေးဟောအခုလေရုပ်တန်ကနေတည်ရှုပြီးတော့ဒါဟာတို့ရဲ့လူမျိုးဒါဟာတို့ရဲ့ယဉ်ကျေးမှုဒါတို့ကိုယ်ကြရာဘာသာတရားအတွက်လိုအပ်ခြင်းဆိုတာသိတဲ့အတွက်ကြောင့်အလူငွေတွေထည့်ဝင်လိုက်ကြတာကျွန်တော်ကြားသိတယ်လို့ကတော့မနေ့ကတော့အမြင့်ဆုံးပေါ့ဗျာ American dollar 3 သိန်းဗျာဒါကြောင့် ဒေါ်လာ3သိန်းဆိုနေတော့ ဟုတ်ကဲ့ဒါကြောင့်ဟုတ်ကဲ့ဒါ Swiss band လေးကနေထုတ်လိုက်မယ်ထင်ပါရဲ့ ကိုမင်းသားပြောတာ sweet ဘာမမေးပြောလိုက်တာငါကြားတာဗါလေ sweet ဘာလဲရလဲပြ အော်မေးဆွေဖန်နေရတယ်ထုတ်ပါတို့ကြား ဟဲ့တော့မင်းနော် ကျွန်တော်နာအလုံးကို မင်းနာမကောင်းငါကဲ ကောင်းဘူးပဲဘာဖြစ်လို့လဲဆိုတော့ဒီဘက်ကလာလေသူတို့မောင်တမန်တယောက်ကိုကြည့် ဟဲ့ညောင်ရှောဖဲလာမင်းနေဦးနဲ့တိုက်နေမယ်နော် ဟာမြောက်ဆိုရင်မင်းမထောင်နိုင်တော့ဘူးလား အမ ဟဲ့ မမြောက်ကောက်ရင်10လောက်ခါရတယ်နော်မယူရင်သိနေသူမေးကြည့် နိုင်ခင်မွေး ဖြူဖြူမဲမဲ ဝက်ခွေ ခမေဘယ်နဲ့တွေ့စမညမြင်တော့အစာကတမျိုးပြောင်းသွားနည်းနည်းလေးရှိတော့ ဘယ်နဲ့ဘယ်လားဟောင်းကုန်လားမေးတာတော့မေးတာဆို ဖြူဖြူဖွေးဖွေးရေတရေကြီးလို့လှလိုက်ရှာသူရဲ့ အေးသိန်းကားလေလာနေချာသူရေ ဟေးနည်းနည်းပြောတော့ဒီနားမှာဒါမလေးလေခမမြင်တော့ရေတရေ ဟုတ်တယ်လေခမည်းကိုမြင်လို့ဒီမှာဒီလောက်ကောင်းတော့ဟုတ်ပါတော့ ရေစိမ်းကနေရေတရေကြီးဖြစ်သွားသူမျက်နှာမြင်လိုက်ဖြူဖြူဖွေးဖွေးရေစိမ်းကားလို့လှလိုက်ရှာသူရဲ့မဲမဲကြီးကိုမြင်လား ပြုံးပြုံးလေးကိုဘယ်နဲ့မဲမဲကြီးလဲ ကိုကျော်ကဘယ်တော့မှဟုတ်လို့ ခမည်းကိုမြင်နေရလို့အဲ့ဒါခမည်းလွတ်လွတ်ကင်းကင်းနေလေ ဒီလိုလားဒီလိုလားဒီညာရပါစေ ဟ
လိုကင်းကင်းမရှိ အဲ့ဒါတော့သေးပြောပြီ तू က ဖြူဖြူပွေးရှိစင်းကားလို့လာနေရှာသူရဲ့ပြုံးပြုံးလေးကိုထိုင်ကကျင်ဝက်ပင်မဲ့ဖြဲလိုက်ခြင်းလေကွ ရပြန်ကိုပဲခတ်လိုက်ခြင်းရဲ့ကွယ် ဖဲပါဝေးဝေးနေတယ်မှာ အဲ့ငါတို့တစ်ချက်ရိုက်ပြီးစမ်းငါတို့တစ်ချက်လောက် လာပါဒါဒီနားမှာနေဒီနားမှာနေဒီနားမှာအေးဟုတ်ပြီ ဟဲ့ရခိုင်မလေးနော်အဲ့ကောင်မလေးရခိုင်နော်နေသေးလိမ့်မယ်နော်လို့ချာ ကျင်နာတယ်ကျန်ဟာဘယ်လိုလဲကွာနောက်တစ်ချက်လေလုတ်ပေးလိုက်ပါ ဆိုကြရ ပြီးတဲ့ဆုံးစတဲ့ရ အောက်ပလေညမလေးဘလုံးများရတဲ့တယ်လေဘယ်နဲ့နေပိုင်းကိုပိန်သွားပြီအပြန်ဖောင်းလိုက်မယ် ဖြူဖြူပွေးပွေးရှိစင်းကားလို့လာနေရှာသူရဲ့ပြုံးပြုံးလေးကိုထိုင်ကရက်ကန်းကိုပဲခက်လိုက်ရင်လေကွကိုမပါရင်ကောင်းကြီးတာမြင်နေ ဟောမလာရင်ငင်းလို့လားပြောတယ် ဝေးဝေးနေပါလားဗျာခင်ဗျာ အေးဒီကောင်းမြအမဲကောင်းမှနေတာ သူကရှောက်နေတာရမ်းမဲ့ မဟုတ်ဘူးမပြဿနာရှာနေ ဘလို့မသနာ ပြ ရှာ ဿနာရှာနေတာ ဘာလို့ရှာမှာ တချင်းမရရင်မစုံပဲနေပါ ဟုတ်ကဲ့ မင်းတချင်းရလို့ဆိုနေတာလားတချင်းမရပဲငါ့ကိုတမကျလို့ဆိုတာလား နင်းကဟိုဘက်ကအောင်ပြန်လွတ်ချင်နေတာတော်တော်ကြာပြီ မသားအမလည်းကြည့်လို့အဲ့ဒီကောင်ရှော့မတွန်းနဲ့တစ်ချက်ပေါက်နှစ်ချက်ပေါက်နဲ့တော်တော်နဲ့နေပြီသိလားဟမ်မင်းလာကြပါကွာ ရှင်ပဲဟုတ်ပြီဗျာခင်ဗျာဘယ်တော့ရန်ညိုးညံသားတွေရှိတာလည်းမသိဘူး ဟာအကိုရခိုင်ကြောက်ပြပါလာလားယင် ကျွန်တော်တို့ကကနေတာဘာသာရေးပွဲမဟုတ်လှုပ်ဆော်ရေးပွဲမဟုတ်ဘူးတော့အခုနည်းနည်းကြည့်လို့ကြအောင်ဗျာ အဲ့ဒါဟိုဘက်ကကလားရဲ့ဒီဘက်ကရခိုင်ရဲ့ မင်းတို့လေမပြောပါနဲ့ဆိုဘာမှမပူနဲ့တို့လေးလာပိုင်းမအောင်သွားပါနေခဲ့တော့ကြရနော် နောက်တစ်ချက်တည်းကဲအားလုံးပြောကြရဆိုရင်ကျွန်တော်တို့ဝမ်းသာတယ်ဗျာနော်အဲလွတ်မပေးနဲ့ ဘာမှမပြောရဘဲနေ ဟုတ်ပြီဟုတ်ပြီ အကိုရေ ဟေး အကိုညမမင်းနဲ့တော့အကိုခွေးမရတော့ကြိုက်ကြရ မြောက်ဆိုရင်ကိုချင်းဝက် ခင်ဗျာကောမမေး အမော ကိုနာမည် ဟောအောင်တော့ ကိုနာမည်အောင်တော့ဟိုကကျွန်တော်ညီကအောင်တော့အခုချိန်ဒီနာမည်ကို မင်းတို့ညလွဲနေတယ်ခရီးကိုလွဲနေဟုတ်တယ်ကွာမင်းတို့ညီကိုနဲ့အမွာဘူးဆိုတော့မင်းတို့ဘယ်နဲ့ချားတာလဲ စနေကြီးစနေ ဟုတ်ဘူးလေ ဟုတ်စနေကြီးစနေငယ် ကြီးစနေကြီး ဟောမင်းတို့ဟိုမိမရတော့တူပဲလား ကောမမေးအဲ့ဒါကျွန်တော်တို့ရွှေမန်းအောင်ကျော်လူရှင်တော်ကြီးလေ โอเค ရွှေမန်းအောင်ကျော်ရဲ့သား2ယောက်ဗျာ အော်ပါပါ တကယ်မျိုးရိုးနဲ့ ဟုတ်ကဲ့ခင်ဗျာ ဖွဲ့သားတွေ နောက်တစ်ချက်အောင်တော့မင်းမလုပ်ပါနဲ့ကွာ အာလုံးကျတယ်ဘယ်လိုမှနင်းလေနောက်တစ်ချက်တယ်တို့လားဘယ်ရဲ့ အေးအမွေ ဘယ်ရဲ့ ဂျာစီ ဒီခိုင်ပါလေ ဒီမှာနင်းလျာခေါ်နေတာ ပတ်လုံးနဲ့ချွတ်ပစ်ခံရလိမ့်မယ် မ နော် င်းပတ်လုံးနဲ့ချုပ်ပြစ်ခံနေတာဒါမှမဟုတ်မင်းမိမကိုပတ်စာကခံနေတာမင်းမိမကပတ်စာကဲငါကိုယ်တိုင်တီးမှာနော်တင်းတင်း ကဲပြည်သူကြီးတပြောရှင်ဖြပေဒီဆိုင်ရဲ့ကျွန်တော်တို့စူးစမ်းကြည့်ကြပါခင်ဗျာနော်ကျွန်တော်တို့ရှင်ကဒီကျွန်တော်မင်္ဂလာနှစ်ပါးပါကိုကျွန်တော်တစ်မျိုးတစ်ပုံလေးပြောင်းလဲထားပါတယ်ဒါကကျွန်တော်ရဲ့ဟိုစမ်းသစ်ခြင်းနဲ့ဆန္ဒအမြဲတမ်းရှိပါတယ်မာယံဝန်ဆံပြတဲ့ပင်စိတ်မာတင်နေလည်းအမြဲတမ်းဆန်းသစ်ပါတယ်နော်အခုတကယ်ဆန်းသစ်တယ်လည်းမိမိရဲ့ရိုးရာရေးချင်းမှုကိုမပြောက်ပြစ်အောင်ထိမ့်သိမ်းနဲ့ပြန်လဲဖော်ထုတ်ရင်းကျွန်တော်တို့အမှုပညာတွေကိုအားလုံးပေါင်းစည်းကြတာဖြစ်ပါတယ်ဒါကြောင့်မောရစကြမောရစကြဆိုရက်ဒီ opera ကြီးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒါဆရာမလိုက်တန်းထွန်းကနေစဉ်းစား
စဉ်းစားပြီးတဲ့အကြံဉာဏ်ပေါ်မှာကျွန်တော်ကယူဆရာပြောကျွန်တော်ငိုချင်းမှာထည့်ခြင်းနဲ့ဆရာရေးပြပါဆိုတော့ဆရာအန်တင်တော့ကျွန်တော်အဲ့တော့ဆရာပြောတယ်မုံမင်းနှစ်ပါးစီဆရာရှိအပ်ပြီဆိုတော့ဆရာကပြောလဲဆိုတော့မုံမင်းတိတ်တော့ဒီဂျီတွေမထည့်နဲ့ပေါ့ကွာဒရမ်မျက်နှုတ်လေးကတော့ငါလည်းလုပ်ပြလို့ရပါတယ်ကျွန်တော်ကအဲ့မှာပြောပါတယ်မြမဆိုင်ကြီးပဲလိုချင်တယ်အဲ့ဒီမှာအားတင်တော့အဲ့မှာတီတီမမောင်နဲ့ညှိအတူတူညှိလဲညှိပြီးတော့မြမဆိုင်ထဲမှာတူရိယာကမြမဆိုင်ကအတန်အမတန်တူတောင်းပါတယ်ဒါကြောင့်ပြေဝအောင်ဘယ်လိုလုပ်မလဲဆိုတော့ဥပ္ပိုလ်တွေနှဲတွေအများကြီးနဲ့ထည့်သွင်းပြီးတော့ကျွန်တော်တို့ကမြမတူရိယာ orchestra ကြီးကိုကဘာကတည်အောင်ကျွန်တော်တို့အကောင်းဆုံး quality ဖြစ်အောင်ကြိုးစားကြမယ်ဆိုပြီးတော့ကျွန်တော် series သွင်းခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာဒီအန်အောစရာကတော့မောရစကြတည်ချင်းပဲဖြစ်ပါတယ်ဒီတည်ချင်းကိုတီရီမမောင်ဟာတီးနေရင်းနဲ့ recording နဲ့မှာတီးနေနေအယိုးအပ်သွားပါတယ်အယိုးအပ်အောင်တီးခဲ့ရတယ်တည်ချင်းဖြစ်ပါတယ်အဲ့လိုအယိုးအပ်တော့သူ့ရဲ့ညီငယ်ဖိုးတကြံညီလေးအတူတီးအောင် arrange လုပ်အတူစင်မြတ်ဖိုးတကြံကဆက်ပြီးတော့အဲ့ချင်းကိုတီးတဲ့ခါမှာအန်အောစရာကောင်းတာတီရီမမောင်ကတဝက်ဖိုးကျင်ကတဝက်တီးထားတဲ့ဒီ series ဖြစ်ပါတယ်နော်ဆိုင်မင်းသားနှစ်ယောက်တယောက်တဝက်စီတီးကြလားဟုတ်တယ်မတီးလို့ဘယ်လိုမိမယူရတယောက်တဝက်ယူရပါလဲမင်းပြဿနာဆရာနေလားမတီးလို့မေးတာလေကျွန်တော်မေးတာခင်ဗျားတို့စိုင်းတော့ဒီလောက်ချစ်ချစ်ခင်ခင်တယောက်တဝက်သချင်းတစ်ပုဒ်ကိုတီးတာလေမိမယူရတယောက်တဝက်မယူနိုင်ဘူးလားဟေ့အောင်အဲ့ဒါဆိုပြဿနာတက်မယ်ပြဿနာတက်မယ်နဲ့ဘုံသိမ့်တယ်အဲ့လိုကြိုးစားခဲ့ရတယ်ဟုတ်ကဲ့အဲ့လိုကြိုးစားခဲ့ရတယ်အဲ့တော့ကိုတီမောင်လေးဒီသချင်းမှာစမ်းပြအောင်လို့ arrange လေးတွေလို့ဘုရားလည်းပါဝင်ပေါင်းဆက်ဆရာလည်းစဉ်းစားကျွန်တော်ကလည်းပါဝင်တွေးခေါ်ပြီးတော့မှကျွန်တော်ထပ်ပြီးတော့တကယ်တမ်းပြည့်သက်ကြီးကိုဖြောပြပြင်ဆက်မယ်ဆိုပြန်တော့ကျွန်တော်တို့မြမစိုင်းနေကြီးပဲဆိုရင်လည်းပြည့်သက်ကတချို့တွေကလိုလားချက်တွေလိုမယ်ဆိုပြီးတော့အနောက်တိုင်းတူရိယာဘယ်လိုထည့်မလဲစဉ်းစားတဲ့ခါကျတော့အနောက်တိုင်းတူရိယာဒီကျွန်တော်တို့မြမဆိုင်းဝိုင်းကိုပံ့ပိုးတော့တီးလုံးမဖြစ်ရမယ်ဒီမှာ drum beat တွေမပါစီရဘူးဆိုပြီးကျွန်တော်တို့ပြန်လည်ပြီးတော့ထည့်ဝင်ဖွဲ့စည်းပါတယ်အဲ့ဒီချိန်မှာကိုစိုးကနေပြန်လည်ဖွဲ့စည်းကျွန်တော်တို့အားလုံးပေါင်းစုပြီးတော့လုပ်ထားတဲ့ဆရာတပည့်တွေအားလုံးညီကိုတွေပေါင်းစုဖွဲ့စည်းထားတဲ့ဒီသချင်းလေးပါကျွန်တော်မြမဆိုင်ဝိုင်းနဲ့နောက်တိုင်းဂီတာမှုကိုစိုးဂီတာမှုကိုစိုးပါတယ်နော်ဂီတာမှုကိုစိုးဖွဲ့မျိုးမစစ်ဝိုင်း music ဘယ်နဲ့မျိုးမစစ်ဝိုင်းကျွန်တော်ဘာဖြစ်နေလဲမသိဘူးဒီမှာသာတော့ပြောတော့ပြောဒီကိုနေရအားမလဲနားမလဲဒီ instrument တွေอ่ะဓမ္မသူရိယာနေနဲ့ပေါင်းဆက်ထားလို့ဒီတချီအရင်ကောင်းနေတာဟုတ်တယ်တကယ်ဇာတာဘယ်လိုလဲဆိုတော့ဟုတ်ပါလေကျွန်တော်မိမယူရင်တရားတော့ယူလာဒါကြောင့်ကဲပြည့်တဲ့ကြည့်တဲ့ပေးဆိုင်နဲ့ဒီမှာလည်းတခါလဲနော်အားလုံးပေါင်းစုပြီးတော့ဒါအကတွေဆိုလို့ရှိရင်လည်းဒါကိုမင်းသိန်းနော်ဦးမင်းသိန်းပေါ့သူကလည်းပြတာပြီးကျွန်တော်ရဲ့မိုးမင်းသားဆံပြတဲ့ဖွဲ့ကဒါသမီးပြိုလေးကပြညမငယ်မင်းသမီးတွေနဲ့အကုန်တွဲဖက်ဒါလည်းကျွန်တော် make up တွေဆိုလို့ရှိရင်လည်းတကယ်တမ်းဒါကိုကျော်နဲ့ယဉ်ကျေးမှုပါကျော်လင်းကြီးလို့ခေါ်ပါတယ်သူကတကယ်ဒီမှာလှူဒန်းပြီးတော့ခုနက15သိန်းလှူဒန်းပြီးတော့နော်သူတို့ရဲ့ကိုညက်စိတ်တွေမပါဘဲနဲ့သူကလှူတယ်ဗျာနော်အဲ့လိုလူမျိုးငါမိမရရင်ငါလူဦးလောက်နေကိုကျော်လေး15သိန်းလူပဲလက်ကားလာလူပဲလားကြည့်ရကောင်မလေးတွေပြောင်းတင်းနေတာပဲလှပနေတာပဲဘယ်ပြောင်းတင်းနေတာအခုမျက်နှာဆိုတာလေကျွန်တော်ပြောမယ်ဒီမိတ်ကမျက်နှာဆိုတာသူကမိတ်ကဒီဇိုင်နာလိမ့်လိုက်ကျွေရုပ်ကလေးလိုပြည့်တယ်အဲ့လိုပြောင်းနေတာအဲ့ဒါပြောတာကျွန်တော်ကြံပြောခင်ဗျာမိမယူနေတရားတော့ပါလားညီကိုလိုပေါ့ကိုမမောင်ဘယ်လိုလုပ်ကြမလဲမိမလေးကျတော့ဒါမိတ်ကပြင်တာကျွေရုပ်ကလေးတွေဟုတ်တယ်ဒါမဲ့အခုတခုတော့ရှိတယ်နော်ပြောပါကိုကျိုးကမိမကျတော့အကျွေးရုပ်ကျွေးရတယ်လားဟဲ့ကျွေးလေးမအကျွေးရတယ်ဟောဖေလို့ပါငါပဲလောက်ခိုင်းနေတာပဲတလောက်လိုက်တာခေါင်းနဲ့ပူသူကောင်းမသားရဲ့သူတို့ရိုင်လုံးသွားကြည့်လို့ယူတော့မယ်ဒီမှာအကုန်အေးပြောတချင်းမြန်မြန်ဆိုပြီးမြန်မြန်ကဗျာဟုတ်ပြီခင်ဗျားစကားပြောနေအဲ့ကောင်ဝင်တော့ဝင်မိုးလေးတော့မယ်ဒီမှာနိုင်ကြည့်အောင်ပြောနေပြီကိုမမောင်ပြောတော့ယူပါလားတကယ်ရောက်လာတော့သူတို့တွေနောက်ချီကိုသွားမှာသူတို့ပြီးပဲအလုပ်သွားလုပ်ရတော့ရှိုးပဲဘယ်သွားမှာမင်းတို့အမေရိကတဲတော်ဝင်တွင်ဟုတ်တဲတော်ဝင်တွင်တဲတော်မရှိမိုးလေးမှထွက်တယ်ဖြစ်တယ်ဟိုဒီနေ့တရား900ရှိကြဒီနေ့သွားမလားနောက်တစ်ချက်တဲ့
မင်းကလေးပြောနေတော့ ဒါတော့ကျွန်တော်ပြောတာကဒီစတိခန်းသားတွေကြတော့ အောင်ကျော်ထွန်းစဉ်းစားတာပါ အဲ့စမ်းသိမှုနော်အကောအဲ့ဒီကစမ်းသိမှုရှိမှလည်းအောင်မြင်တာ ဟုတ်တယ် တကယ်ကနေငါပြောပဲ မရထိန်းလို့မရတော့ကျွန်တော်တို့၈နာရီထိုးရတဲ့ကမယ်တော့ ဟုတ်တယ်စမ်းသိမှုရှိမှလည်းလူတယောက်ကအောင်မြင်တာဒါကျွန်တော်ကိုကြီးဆိုတာစမ်းသိထားတာစမ်းသိတီထွင်မှုဆိုအဲ့ဒါပြချင်တာအဲ့ဒါ စမ်းတစ်တီထွင်စံပြတယ်လို့ စမ်းတာကြအဲ့လိုမဟုတ် ဘယ်လိုစမ်းလဲ ဟိုမလေးထွက်ကိုပြေးတာဗျ ငါလည်းအဲ့လိုတော့စမ်းသက်ကြည့်လိုက်ရှင်တော့ အဲ့ဒါအကို နောက်တစ်ချက် နောက်တစ်ချက်က ဲဒါဆိုရင်ကျွန်တော်တို့မြန်မာနှစ်ပါးသွားနော်ကန္နာလေးမှာတကယ်လည်းမင်းသားတွေဆိုနေရစတာဟုတ်နော်နေရင်းချင်းဒီဆိုပါမှမင်းသားတွေရဲ့ရတ္တကိုမြည်မယ်နော်ဒါကြောင့်ကျွန်တော်ဆရာကြီးသားတပင်အနှစ်ဆရာကြီးတွေဘဘဂရိတ်ဦးဖို့စိစတင်ခဲ့သောမောရစัจ जा နော်ကျွန်တော်တို့နောက်ပိုင်းဇက်တော်ကြီးကိုကျွန်တော်ပြန်ပြီးတော့ modify လုပ်ပြီးတော့ကျွန်တော် opera ကဏ္ဍလုပ်ခဲ့တာပါကဲဒါကြောင့်တပင်အနှစ်တပင်အနှစ်ကိုအစင်ချစ်တဲ့မုံမင်းစတဲ့ပင်မိခင်တပင်ဖခင်ဦးရှာလို့ဝေဒနာThe bear, the kick a semi mo Joe Bennett twin, pussy, the big party, Danja Mansaja was say I'm the king on Banyula. Dirty went to me, Santa season. Yankee the queen, a shame of some on her. Say you all love your mouth, I got between Sakwa, Sasaga, Mata, say I sonny, go your way, take your say. Say your man, jelly and Nisa, swim at the mount, Sana Nolo, up your Matante, Santa. Women say the Macabea. Chobby sick moment swing, I don't teach Michael Jackson will be there. Tudo, Michael Jackson and Ibiro. You know, Michael Jackson now paying to the little bit of me. Sweet as it is, you get a lay, so below. The children, and then the children, him and teach no, you were yellow, but you know, take it up. Moving way, Kuala. Now by Menaji, same Martin, now by Menami, same Majiga, Mupala. Yama Lumio Sissip Chapale. Ajo Mimi Sawani, only a move, Memoja, Lurai Wuya. Lumiri Ape Nidaga, Adilu, and now Time Hanibu, Turu Gene Jean, Dihan in a Tupokia la. Get a man? Get a low like her. Get a child. Dudo Nyama yoya Jinche mu Nye Yuasa Piri mau neleနေရတဲ့နေရ Thank you.
ရပြီလေမင်းသားပင်ပန်းတယ် အခုမှကျွန်တော်တို့ကိုမိုးမရမြို့မြစ်တာခံကျင်နေသေးတယ်အခုပြီးစောက်နေပြီဆို 48နှစ်ရှိ 58နှစ်48ဒါမွေးထိုးရမယ်ကနန်းမှာကျွန်တော်ဒီမှာပိဿများရန်ကိုပြောစရာကောင်းတယ်ပိဿတွေကလည်းကျွန်တော်အညောင်းနေမိပြီးတော့ ညောင်းနေပြီနေပြီ ပြေးသွားမှဆိုလို့ကျွန်တော်တို့ပထမဦးဆုံးညကတာနဲ့မတူတာလေးတွေကျွန်တော်ရွေးချယ်ထားတယ် ဟုတ်တယ် ဒါဘာလဲဆိုတော့အားလုံးမိသားစုတွေလည်းပျော်ရွှင်သွားရအောင်ကျွန်တော်တို့ပိဿတွေအားလုံးပျော်ကျွန်တော်ဒီလိုရွေးချယ်ထားတယ်ဘာလဲဆိုတော့ကျွန်တော်ဒီပေါ့ဒီနှစ်ပါးသောအစီအစဉ်လေးမှာမိသားစုတွေအားလုံးပျော်သွားရအောင်ကျွန်တော်တို့လူရှင်တော်9ယောက်5 star 9ယောက်ကကျွန်တော်တို့ဆက်လက်ရှိုး စနေရှိုး ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒီစလိန်နေမိမဖိန်ကောင်းနဲ့ထိုးထားလိုက် ဆက်ရှိုးအစီအစဉ်လေးကျွန်တော်နည်းနည်းစကြင်တယ်ဆက်ရှိုးအစီအစဉ်မှာကျွန်တော်ပထမဦးဆုံးကျွန်တော်5 star music band ယူစစ်ပန် တော့ဘယ်မလုပ်တော့ ဒီမှာလေ ကြောက်ရမယ်ကြောက်ရမယ် တူတူလေးပဲလုပ်မယ်သိကြလို့မရဘူး တယောက်မှဒိုရေမီဖာတော့မသိတဲ့ကောင်လေး အာသိပါလေဒိုရေမီဖာဆိုလာတီတိုဒိုတီလာဆိုဖာမီရေဒိုရေမီဖာဆိုလာဘယ်နာမလဲ သူ့သူပြောရအဲ့တော့လားကျွန်တော်ဒါချင်းလေးဆိုပြမယ် ဟုတ်ကဲ့ အဲ့တော့ကျွန်တော်ဆေရှိုးစီစဉ်မှာပထမအဆုံးအလှည့်ကြတဲ့ဒေးတာရှင်ကျွန်တော်တို့ကြက်မကြီး ဘာလဲညောင်းမကြီး ရမနာနဲ့မင်း လူလိုခေါ်ရင်လူလိုထူးမယ် ဟုတ်လေ လူလိုပဲခေါ် မင်းလူရှင်တော်နာမည်အောင်မောဆေရှိုးဆိုတဲ့နာမည်ကကြက်မ ငါဘာ ကြက်မ ဟဲ့ငါကြောက်တာအဆိုတော့ကြက်ဖပဲကြောက်တယ် ကြက်ဖားရဲ့ညီကြက်မ ငါကြက်မ အေးဟုတ်တယ် အေးပြီးမှမင်းကဦးနှလုံးချင်းမယ် အဲ့လိုပေးတာ तू ကမကြိုက်ဘူးကွာ ငါကိုယ်တိုင်ဝစ်ထားတာ ဟောရပြီးတော့ဟဲ့ ကြားပေါက်ကကြီးကြက်တော့ဆိုချတယ် ဒီတန်းမှာကျွဲပေါက်ရ ကဲတော့ရအောင်ပြောရှင်လို့ရအောင်ရအောင် နောက်တစ် ဟို ချက် ငါအောင်မောပြောလိုက်ကွာအောင်မောပြောလိုက် အောင်မောဖြစ်ပါလေ ဟုတ်ကဲ့ ကောအောက်ကောမောချင်းလေးတစ်ပုတ်ဆိုပေးရပါမယ် ဟုတ်ကဲ့ရပါတယ် ပိတ်တယ်မြန်လည်းပျော်သွားရအောင် ဟုတ်ကဲ့ ဆိုင်ခိုင်းနိုင်ရဲ့မောက်အချစ်များစု မောက်ချစ်မြတဲမဆူလို့မောက်ချစ်မြတဲမဆူလို့ပလလလက်ဆူဟူမော်ဟိလက်ဆူဟူ မာနေတယ် အေး ခင်ဗျာ အေးကိုကို ညာ စားတဲ့ခါလိုက်ရမောက်ချစ်မြသူမဆိုဘူးလေမနေတယ်နည်းနည်းတော့လွဲနေတယ်နော် ပြန်ဆိုတီး မောက် ပါ ချစ် လေ မြဆိုလား မဆိုဘူး မောက်ချစ်မြဆိုတာဒေါ်မမကြီးဆိုတာ ဟုတ်လား ဟုတ်တယ် အော်အဲ့ဒါဆိုပြီးတော့မင်းတောကုန်လေးရ ဩခင်ဗျာဒါလေး နည်းနည်းမြူးသွားအောင် ဒါကျွန်တော်အောင်ကိုတက်လိုက်တော့မတိုက်ထားဘူးနော် ရတယ်ပေါ်ကို နည်းနည်းလေးလွဲနေကျွန်တော်ခွတ်လို့ပြီ ရရ တော့ဆိုပေးမယ် အဲ့တော့စကားပြောလေးရစအောင် ဟုတ်ကဲ့ ဟိုအခွေလေးအတိုင်းသွားမယ် ဟုတ်ကဲ့ ဘရတာချက် ဒါကကျွန်ပါရိုက်မယ်နော် sorry တတ်တတ်ချက် ဘရတာဂျွန် ရ ခင်ဗျားဗမာနေတာလဲရ ရွာမှာနေတာဗော ခင်ဗျားရွာမှာဘလို့သေးလဲ မောက်ခုတ်ရေးသေးလိုက်တာဗောအာမဟုတ်ဘူးလေ ခင်ဗျား မားနေတယ် ခင်ဗျား မားနေတယ်ရွာမှာဘလို့နေလဲ ဟိုကျွန်တော်နား ဘာလို့ဘလို့သေးရမှာ ကျွန် တော့ တော်နာကစ်တော့သေးတာတွေသွားသတိရမယ်လေ မပြောနဲ့ ဟုတ်ကဲ့ နာကီတော့ငါသေးတာပါသွားလေ ဟုတ်ကဲ့ ငါဘောမောက်ခုတ်ရေးသေးငါပင်လေးဖွေးလေဟိုဘက်ကကလမရာသေးလေဖင်မေးဟောဒါတော့မတဲ့ဟလား အေးကျင်းဆုံး ကဲတေချာပြန်ပြောမယ်ဘရတာဂျွန် ဗျာ ခင်ဗျားဗမာနေလဲဗျ ရွာမှာနေတာဗော ရွာမှာခင်ဗျားဘလို့နေလဲ ဂေါ်လီလိုပဲလိမ့်တာဗော ခင်ဗျားကိုလီဗမာထည့်တာ ဖင်ကောင်းလေးထည့်ပလိုက်ပြီ ဆိုရ ဥပမာပြောတာဟုတ်ဘူးလေအေးအားလုံးကျွန်တော်လက်ခုပ်တဲ့ကြဲကြဲလေးတစ်ချက်တော့ဗျာဟေးဟေး at the buzzer ဟိုနေမှာဒီနေရာမှာကြာစီပတ်စော at the buzzer ဟိုနေမှာဒီနေရာမှာကြာစီပတ်စော at the buzzer ဟိုနေမှာဒီနေရာမှာကြာစီပတ်စောအာဒီလို
ကြီးပတ်စောဒီကျမကြီးပတ်စောဆိုင်ကလည်းတချင်းထဲမှာကြာကြီးပတ်စောမပါဘူးလေပါဘူးလေ ငါအစတွေကရမမရ ဘယ် ဘူး မစောလဲ မင်းတို့ကမရဘူးပြောပါလားဟုတ်ဘာလဲပတ်စောနဲ့ ကျွန်တော်မရ ဟိုကလေးကကြာတိပတ်စောကြီး မင်းကြောင့်ဒါလည်းရိုက်ပြီနော်နောက်တစ်ချက် မင်းရတယ်တချင်ငါခိုင်းမယ်မင်းမြန်မာတန်နေရမြန်မာတန်သိလား ဒီလေးမြန်မာတန်ဆိုတာမသိမချင်းမှတ်တာ သိကြပါဗျာ လေးလက်မလောက်ရှိတယ် ဟုတ်ကဲ့ ရိုက်လိုက်ရင်ကိုယ်တယ်ရော အိမ်ရိုက်တန်လည်းဖြစ်နေမြန်မာသားရ တန်း ဟုတ်ဘူးလေ မြန်မာတန်လည်းဆိုတော့ဘုရားကဆိုခဲ့တဲ့စတူဒီယိုတေးလေးတွေပေါ့ အဲ့ဒါမြန်မာတန်း ဟုတ်ကဲ့ လို့အိန္ဒိယတန်းသိလား အိန္ဒိယတန် ကိုကျမအော်ပြလဲ အိန္ဒိယတန်အဲ့တန်ကြီးလား ဟာဒီအော်ရတာ ကဲအဲ့တော့မင်းဟင်းသရထုံးရင်တချင်းလေးရ ဟင်းသရာတွင် အေး ကောင်းလိုက်တာဗျာဓာတ်ပြားအဆိုတော်ကြီးပဲ မွေးမေကျေးဇူးစက်ပူးခြင်းတယ် ဟာကိုမျိုးစုံခမရဘသူခိုင်းလိုက်တာလဲဗျာ ခိုင်းတာရှိတယ်မနေ့ရတယ်လာခိုင်းတာ ခိုင်းတာလားဟုတ်တယ်ဒီစတိတ်မန်နေဂျာကိုမိုးဝင်းကခိုင်းတာလား အေး ကိုမိုးရဲ့စရိတ်မန်နေဂျာလား အဲ့ဆိုပြလိုက် ကျွန်တော်ဟင်းသရာတွင်ရင်မွေးမေကျေးဇူးဆိုတဲ့တခြင်းလေးကို ဟုတ်ကဲ့ ကျွန်တော်ဆိုပြမှာပါ ဟုတ်ပါပြီ ဘာလို့လဲဆိုတော့ကျွန်တော်တို့လူသားတိုင်းဟာမိခင်ဝမ်းနဲ့လွဲပြီး ဟုတ်ကဲ့ ဝေးလာခဲ့တဲ့လူသားတွေပါ ဒါတဘာဝပဲလေ ဟုတ်ကဲ့ ဟုတ်ကဲ့ အိုးလာလွဲပြီးဆယ်လာဖွားတာမိခင်မြစ်တာအမတန်ကြီးမားပါတယ်ဗျာ ဟုတ်တယ်ဟုတ်တယ် အဲကြောင့်ကျွန်တော်ဒီသချင်းလေးကိုမွေးမေကျေးဇူးဆက်ဖို့ခြင်းနဲ့ဆိုတဲ့သချင်းလေးကိုကျွန်တော်ဆိုပြပါမယ် ကဲစအောင် ဒီသချင်းလေးဆိုတဲ့အခါကျရင်လေပြိတ္တကြီးဟာနားနဲ့မနားစင်ပဲအားလုံးနှလုံးသားနဲ့နားစင်ပေးကြပါဗျာကျေးဇူးတင်ပါတယ်အလုံးမရှိဘူးဗျာ အဲ့ဒါမှမွေးမေကျေးဇူးဟမ်ဟုတ် တချင်းဆို ဟုတ်ကျွန်တော်ပြောတာမွေးမေကျေးဇူးစက်ပူးခြင်းတယ် ဟုတ်တယ် အဲ့ဒါလေးတက်ဆိုပါတက်စလိုက်ပါနားထဲမှာတမျိုးကြီးဖြစ်သွား နားလေးနေလားမသိအလုံးမရှိဘူးဗျာ အဲ့ဒါမှမွေးမေကျေးဟဲ့မင်းအလုံးမရှိကံမရှိငါပြောနေတယ်မဟုတ်ဘူးလေမင်းဆိုရင်မွေးမေကျေးဇူးစက်ပူးခြင်းတယ်အဲ့ဒါချင်းကိုဆိုခိုင်းနေတာ ဟင်းသရထုံးရင်ဟင်းသရထုံးရင်မွေးမေကျေးဇူးစပ်ဖို့ကျင်တာဟုတ်လေမင်းတို့တရားကိုတရားဆောင်ကိုခဲတာမဟုတ်ဘူးမင်းတို့ဟိုင်းတာ စောပြီလေဘယ်ဟာဆိုရတာလဲ အလုံးမရှိကံမရှိမွေးမေကျေးဇူးမမဟုတ်တာယူ နားနေမပြောနဲ့အလုံးရှိမှဝယ်ဆိုတာရမှာဝယ်ရမှာမိဘစားကျင်တာဝယ်ကျွေးလို့ရမှာပေါ့မိမဝစ်ချင်တာဝယ်ပေးလို့ရမှာပေါ့အလုံးမရှိဘဲနဲ့ဝယ်ပေးရမယ်မိဘဘလို့ကျွေးမလားဘလို့မွေးမလဲနားရလားအဲ့မှာမွေးချင်လို့စားလို့ရမှာပေါ့ဘာဖြစ်လို့လဲ မဟုတ်ဘူးကျွန်တော်သူဟုတ်တာတယ်လို့ကျွန်တော်လည်းကမ အမဝင်ပြောနေငါ့ကို မင်းဘန်းတက်နေပြီမှာဆိုလို့လာပြေး ဘာပြောချင်တာပြော ပြောလေ မသိဘဲနဲ့ဝင်ပြောနဲ့ မန်းပြောတော့ အတိတ်ပဲမရှိရလာပြီးတော့ခိုင်း ကျွန်တော်အဲ့ဒါပြောတယ်မို့ကျွန်တော်ဆိုခိုင်းတာတချင်းစာသားလေး တိတယ်ခင်ဗျားတို့စာသားလို့စာသားအပြည့်စုံ ဟုတ်ကဲ့ အဲ့တချင်းကကျွန်တော်ဟင်းသရထွန်းသူကိုယ်တိုင်ခံစားပြီးရေးထားတဲ့တချင်း ဟုတ်ကဲ့လေ ဝိမေကျေးဇူးစပ်ဖူးခြင်းတယ်ဆိုတဲ့တချင်း အဲ့ဒါလေး ဒါပေမဲ့လေ ဟုတ်ကဲ့ ကျွန်တော်တခုပြောချင်ပါတယ် ပါလေဗျာ အစွန်ရှိတယ်ဗျ ဒါ အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မြတ်ဗုဒ္ဓတော်မှာဝိမေကျေးဇူးကိုနှုတ်တစ်လုံးပဲကြည်တယ် ဒါစိုင်းဆရာကြီးရေးတာ ဟုတ်ကဲ့ ဟုတ်ကဲ့ တော့ပေမဲ့လေအောင်မော ဟုတ်ကဲ့ နှုတ်နှလုံးကြည်ခဲ့ပါပြီဗျာ ကိုအောင်မော ခင်ဗျာ နှုတ်နှလုံးမူးကြအောင်ခင်ဗျာဘယ်လိုဆက်ခဲ့ တုံနဲ့ထုတ်တာဗောဗျာ မိဘတို့တူနဲ့ထွက်လား အတော်ပဲငန်းကြီးဟာကျင်ဝဲကျေးဇူးငါးပါရှိတယ်မင်းဆက်ပေးတာ အေးဒါလေးအလကားစားတာပါကျွန်တော်ပြောဆိုပြည့်စုံခြင်းနဲ့ဆန္ဒနဲ့ တောင်းကောင်းဆိုပြီးပါဗျာ ကျွန်တော်စားတာပါ ဟုတ်ကဲ့ ကျွန်တော်ဒီမွေးမြူကျေးဇူးဆက်ဖို့ခြင်းနဲ့ကျွန်တော်ကိုယ်တိုင်လည်း ဟုတ်ကဲ့ ဒီတချင်းလေးကိုကြိုက်ပါတယ် ကြိုက်ဆိုဗျာ အားလုံးနဲ့တက်တူကျွန်တော်ခံစားအောင်ကျွန်တော်ဆိုမယ်ဗျာ လက်ကုပ်ဆိုင်လေးပေးလိုက်ပါဦးဗျာအားရော ဝိမေကျေးဇူးဆက်ဖို့ခြင်းနဲ့လေ ဒီကောင်းတယ်နော် မွေမွေးမမလဲငါတို့ကောင်းတာလို့လားဘယ်မွေးတက်တာ ပမာလဲမွေဒါပါခဏလား
မွေးပမာ မွေတွဲလိုက်တယ် ပမာတွေ့လိုက် မွေချမ်းမွေ ဘလို့အယောင်မျိုးလဲ အမေ အမလဲ ဟိုမလေးလာနေပြီလားချမ်းမွေမရအောင်ကြောက် sorry ပါဗျာ sorry မနေနဲ့အဲ့ကြောက်ရသူ့ဖေကောင်းနဲ့ဝင်သွားပြီမသား ငါငငယ်လုံးတွေကကလားကားတွေကြည့်ဘူးတဲ့ကလားတွေကမွေနိုင်တယ်ဒီကလားမွေတယ်မဲ့ကြာထွက်ပြေးတာတက်ရတာ ကျွန်တော်မွေခေါ်တဲ့ပလူတွေပျောက်သွားလို့ လာပေးပြီဘလူကိုတစ်ချက်လောက် လက်ချတာပါ သူ့ဘလို့မယုံမစရာကတ်ပြီးရတာပြောနေ စစ်စစ်ပါ စောစောကပြောတာအကိုစေမစိုးနဲ့တဲ့ မွေကိုသဘောကျ အကိုပို့ပေးတယ်တဲ့ နောက်3ချက်ပြန်ဆင်းရင်တသိန်းတော့လာမလားမသိဘူး နာထားရိုက်ပါလေဒါတော့ အကိုနောက်အောက်ကနေမော်နေတရား အပေါ်တော့တက်ရိုက်လိုက်ဟဲ့လား ကဲအားလုံးပေးလိုက်အဲ့ဒါတော့ရားတဲ့ဆွကြိုက်ပေးလိုက်ဟုတ်ကိုကျင်ဝက်ယူလာလိုက်အားလုံးသိမ်းတာ ဒါကျွန်တော်တို့ဖေရားတယ်တာ ခမည်း ဖေရား ခမည်းစီမှာ3,900နော် မကြီးဒီကောင်ကိုဆက်ရအောင်လုပ် ရရောက် ဒါကျွန်တော်တို့ဒီမှာဗုဒ္ဓစင်တာအတွက်ကျွန်တော်တို့မသုံးပါဘူး ဟုတ်ကဲ့ ဒါလူပေးမှာပါ ပြန်လူလိုက်နေဦး ကိုပြန်လူရိုက် ဒါလေးမလာခင်လေးမှာကိုကြာစီ ဟာ ခင်ဗျားကိုတောင်းရတဲ့တခြင်းရှိတယ် ခုနကလည်းငါ့ကိုစိုးခိုင်းတယ်ဒီကောင်ဦးပြီးတော့စိုးပါ မဟုတ်ဘူးရမယ်အောင်မလို့ဆိုခိုင်းတာဘောကွာ မရဘဲနဲ့မွေးပဲလည်းညှို့တော့ထုတ် ကိုချင်းလေးကိုပေးစားမှာတခြင်းလေးကပေးတာမဟုတ်ဘူးအဲ့ကောင်ချင်းမကောင်းကျွန်တော်ကလေကိုချင်းလေးပါဟိုကိုလာမိုးတို့ကိုဘိုဘီတို့ဆိုရတဲ့ချင်းလေးပါဗာလဲဗျာအဖေဟေးဟေး ဟမ် ဟာပြော မဟုတ်ကျွန်တော်ပြောတာနားဆို ခိုင်းတဲ့ချင်းမေးလိုက်လေ ဟိုဗျာကိုဘိုဘီတို့ကိုလာမိုးဆိုရတဲ့အဖေ ဟေးဟာပြော ဟုတ်ခင်ဗျာ तू ပြောတာကျွန်တော် မဟုတ်ဘူးမင်းပြောတာမရှင်းလို့ဟိုကောင်ကလည်းဒုက္ခသွားပြီညီလေးလိုပိုပြီးတော့လွှမ်းမိုးလို့ဆိုတာလေကိုပိုပြီးတော့ကိုလာမိုးလို့အဖေတဲ့ အေးကိုဘာပြော ကျွန်တော်လည်းသူပြောတာနားမလဲဘူးလား တော့မလဲမရှောက်လိုက်လောက်နေတာဟုတ်ကဲ့ဒီလည်းနားအောင်လေဟိုမျိုးလို့နားမလို့ဆိုတာလေအဖေ အေးမင်းဘာပြော အဲ့ဒါပြောတာငါညီရဲ့မင်းရဲ့စကားကိုလဲလဲပုတ်ပုတ်ကိုမပြော လေပတ်ပတ် ပပနဲ့ပုတ်ပုတ်စဉ်းစားကြည့်တူတူပဲနေစကားကိုလဲလဲပပမပြောတော့ဒီလိုကွာကြာသည်ကိုလွမ်းမလို့ကိုပြိုပုတ်ပုတ်ပြီးတော့ဆိုထားတဲ့ဟာသား အော်ကိုလမ်းမွေးအဖေ ပါပဲတိတိနဲ့လောက်နေတာ တော်အဲ့တော့မင်းငါမစော်ခိုင်းတော့ အကျင့်မ မကောင်းဟိုချင်းဆိုခွဲရတို့အရန်ကောင်းတဲ့ချင်းလေးပါကိုဆိုင်လေးလိုက်လို့ဆိုတာရမ်းမိုက်နေရတိုင်းမှာ ကောင်းလိုက်တာဗျာ ဟုတ်ကဲ့ အမှုပညာမျက်စိရှိတယ် အဲ့ဒါလေး အမှုပညာနားလည်းရှိတယ် ဒါပဲ စာသားလေးကောင်းတယ် ကြားတယ် နေရာတိုင်းမှာ နေရတိုင်းမှာ ဟုတ်ဆိုပြီးတော့ ကဲဆိုကြ လေးတန်တော့ကြိုက်တယ်ဆိုရင်လက်ခုတန်လေးပြေးပါဦး နေရတိုင်းမှာ တက်မြေမကျူးကြော်ရ လာပြန်ပြီတယောက် ကိုကြာကြည့် လာပြန်ပြီတယောက် စာသားအဲ့မုံနာနေရာတိုင်းမှာနေရာ နေရတိုင်းမှာအဲ့စာသားမဟုတ်ဘူးလေ နေရာတိုင်းမှာ ပြတ်စို့တော့ရလားဆို အကျူးကြော်ရကျူးကြော်ရအကိုဖတ်ချုပ် မဟုတ်ကျွန်တော်ဆိုရင်နေရတိုင်းမှာလေ အဲ့ဒါနေရာတိုင်းမှာတက်မြေကြီးပဲလीဟုတ်လားငါလေကွယ်လေးတော့ပါသွားလို့ပြန်ပြီးတော့မရတော့ဘူးဖေနဲ့အမေကဘလူးမလေးလိုက်လို့မရဘူးအဲ့မင်းမွေထက်ကောင်းတယ်ဟဲ့ ချမ်းသာပြီးတော့ဆိုတာနော် ကလည်းခံစားပြီးတော့ဆိုတာလေ နေရာစလုံးအဆင်မပြေဘူး စင်မပြေပါဘူး မပြေဘူး မပြေအောင်တော့ နေရာတိုင်းမှာတက်မြေမကျွတ်ကြဟုတ်မှာပေါ့လေ အနေလုံးမှရတော့မှာနေလုံးမှရမှာ ဘယ်လိုသူ့ကိုလောက်ရမ မလို့ပါဘူးလေမလို့ခိုင်းပါဘူးနေဆိုပြီးမှရတော့မယ်လို့မင်းတို့ဆိုခိုင်းနေတာ ပေါ့ကဲ ပေါ့ကဲ ကြိုက်ပါတော့ ကြောက်စာတပုတ်ပဲငါ့ဆိုပြီး ရတယ် ကြောက်အိုင်စီတို့တီးရတယ် ဟေး Come on
သွားတယ် မေးသေးမေးသေး ဟေး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 အဲ့ဒါမြူးပါပြီโอเคအဲ့လိုလို့ဆက်ပါမင်းတို့ခန္ဓာမန္တလေးကျောက်တော်ကြီးဖျားမှာရှိတဲ့ကျောက်စာတွေဖတ်ကြည့်ပါလိုက်ပါကြည့်လားမွန်ကျောက်စာဖတ်ချင်လားပြူကျောက်စာဖတ်ချင်လားအကုန်ရှိတယ်ကျောက်စာဟုတ်တယ်လေပကံဖျားပါတယ်အများကြီးရှိတယ်ဖတ်ကြည့်ပါဗျာမွန်ကျောက်စာပြူကျောက်စာရောက်ရင်ဖတ်ကြည့်လားကျွန်တော်ဆိုရင်ကျောက်စာလေခင်ဗျားကမွန်ကျောက်စာဖတ်ချင်တယ်ဆိုရင်လည်းဖတ်လို့ရတယ်ကတူကလေးကဖတ်ကြည့်လားမကောင်းမားနေပြီဟိုး ဥက္ကရာကြီး ကလေးကြောက်စာကိုချတယ်ဟာ ကျောက်စာပါပြည့်သွားတယ်ပေါ့ မရှင်နဲ့ထားလိုက် အော် ဈေးဥပေါက်ပြီ ဒီလိုပါ ဈေးဥပေါက်ပြီဥက္ကရာဟိုပြကျန်ကျန်တွေရဲ့အိမ်မင်းကြီး ကို တွေ တို့ရပြောမော်လို့လူမွေးတိရဖို့ပြော ကဲတော်ပြီမရဘူးဒီတော့မရဘူး ငါကြောက်စာမျိုးကြီးကြောက်တယ်ရောခမည်းစီမှာသိန်း900နော် လာပြန်ပြီ ငါဆိုခိုင်းတာမျိုးကြီးရဲ့ကြောက်စာတစ်ချင်း ဟိုမင်းဟောမှာ ပြင်းတော့မှာဆိုလို့ မင်းဟောမှာတာဘာပြောတာမင်းကလည်းမျိုးကြီးအစိုးရမျိုးကြီးရဲ့ကြောက်စာတချင်းဆိုပေးပါအဲ့လိုတဲ့ပြောလေ အဲ့လိုပြောတာပဲ မင်းကမတဲ့အခါကျကြောက်စာတော့ကြောက်စာအကြောင်းလည်းပဲပြောမှာပေါ့ အဲ့ဒီငါကြောက်စာငါဖတ်ဘူးလားငါပြောတာ အဲ့ဆိုပေးမယ် မင်း အဲ့ဆိုပေးမယ် အဲ့သူ့ကိုစားသူတောင်းဝင်ယူပါ Hey Come on Come on ဒီမှာမရှိဘူးတိတ်တိမ်ပဲရှိတယ် သိင်းကြီးသိင်း ဟောပါမပါဘူးလေ အားရမယ်နော် Hey အမလေးလည်းညိုးရငန်းတာဘယ်နဲ့ထိုးတာမသိဘူး သွားတိုက်ပြီးတယ် Hey ဆွဲတယ် တွေးရရဲ့ကြောက်စာတွေနာမည်ခေါ်လို့ညာတဲ့ကြည့်တော့ဝင်းနေတယ်တကားရောရတယ်လာကြည့်တော့ကြောက်လာကြည့်ရတယ်ညာတဲ့ကြည့်တော့ဝင်းနေဟာတာအမလေးလုံးကြတာဟုတ်လား တဲ့ကြီးတော့ပါလေတောင်းလာပြီ အမလေးပါဇက်တစ်ခုတည်းမဆက်သွားတာ သိတော့သိလိုက်ချင်တယ်ဘလို့ ကျွန်တော် တော်ပြီ သွားကြမလို့တော့ပါ ဟုတ်ကဲ့ ကျွန်တော်ခွေးနှုတ်ဆွလိုက်ပြီ ကဲကိုမြောင်ချိုးရေ ကိုမိုးမင်းကြ ကိုမုံမင်းရဲ့လိုက်ရင်ကြီးမယ်ဆိုတာလေးကြည့်ရအောင် ကြည့်အောင်တော့ကြည့်အောင် နားဆင်ကြည့်ပါဟုတ်ပါပြီကြည့်ကြပါ ဒါလေးပြန်တယ်ဝါ ကဲကိုပစ္စည်းကိုပြန်တယ်ဟုတ်ကဲ့ ဟိုဘက်ကိုတဲလိုက်ညီလေးတို့အေးဟုတ်ပြီ အမေမျက်လုံးရွှေကြည်နှလုံးချောပြုံးလာတဲ့မေးလာဘုံမာရာရီရှုံးပေးရလိမ့်မယ်ချစ်ရဲ့ရှုံးပေးရမယ်
ရှိရင်ကာရင်ကွယ်ဆိုရင်ကွယ်တွားလေးချင်းချင်းနဲ့မိုက်တယ်ယူရတေးသေးချာချာမလုံးကြတော့ကိုယ့်ဟာကိုယ်သိမယ်ကွာအလုပ်ကိုကောင်းအောင်လုပ်ချင်တဲ့စိတ်ရှိတော့ဒီလိုပါပဲကျွန်တော်တို့အမှအဲ့လိုကျွန်တော် performance တွေနဲ့ presentation တွေတော့ပြတာဒုက္ခပဲရောက်လိုက်တော့ရင်သူများရှင်းမှာအင်္ဂလိပ်လိုမပြောပါနဲ့မင်းဟုတ်ပါဘူးကွာတို့ဆရာတော်များကိုအထင်များကြည့်ပြီးအင်္ဂလန်ခေါ်မလားလို့မလားအောင်မလဲခုလိုစကားထိပ်ပြီးပြောနေတာမင်းတို့တော်တော်ထင်ကြီးနေဦးမယ်ဟုတ်ပဲအဲ့တော့ကျွန်တော်မနေ့ကပထမနေ့ကကျွန်တော်တို့မပြီးသေးတဲ့အားလေးကျွန်တော်ပြန်ဆက်ချင်တယ်ဟုတ်ကိုမိုးမင်းကဝင်လာတော့ကျွန်တော်တို့အဲ့ဒါလေးပြတ်သွားတယ်စပိန်လားအေးစပိန်လေးပြန်လို့ချင်ကိုမိုးမင်းဒါပြီးတော့လဲရင်ကြောနေသွားပါလဲရင်ကြောသွားမှာလို့ငါတို့ကစပိန်နဲ့မသွားဘူးလဲရင်ကြောနဲ့မသွားငါတို့ကစပိန်နဲ့သွားမယ်ကဲစပိန်နဲ့သွားမင်းကဟိုတည်းခဏစီးရမယ်ခဏအတွက်ကျုပ်ကိုပေးတယ်မယ်နော်စပိန်သွားပါဗျာမိုးရတယ်လဲအခုကသွားတာဗာလဲမအေးမြတ်သူနဲ့ဟုတ်တယ်အခုကမှစံပြအေးလေသူစံပြမကလို့ဗာလဲပြပြဟိုရုပ်ရှင်ရုံလားဈေးလားဟုတ်ဘူးလေဟိုဘက်စီကျွန်တော်တခုလောက်ပြမယ်စံပြတော့ခဏအတွက်ကျွန်တော်စပိန်ဖန်ဆင်းလာစပိန်လို့လားစံပြကမှကိုကျွန်တော်သွားအထဲသွားပြီးလှန်ပြလိုက်သွားအထဲမှာလှန်ရှိတယ်ထောင်ထားတယ်နင်းနေတာတွေ့တာဟိုကလေးကနောက်တစ်ချက်ခေါ်အောင်နေဦးမယ်ကဲမနေ့ကလုတ်တဲ့အတိုင်းပဲငါ့ကိုပြန်လုတ်ပြပါဟိုတနေ့လုတ်တဲ့အတိုင်းနော်စပိန်ကိုတခြားထွက်မှာဒါနိုင်ငံသားတွေကြည့်တဲ့ကံမှာတော့အထင်ကြီးသွားအောင်နည်းကုန်းလိုက်ကုန်းလိုက်ယောက်ျားတော်မကုန်းခိုင်းနေစပိန်ခေါင်းကိုလုတ်ခိုင်းတာမင်းကိုရတယ်ဟိုတနေ့ကပထမဦးဆုံးနေ့ကရန်ကုန်မြို့ကိုစပိန်နဲ့ပတ်ရင်ဘာပြဿနာမှမရှိစပိန်မို့ဆိုင်ကယ်မရဘူးလားဆိုင်ကယ်မရဘူးဆိုင်ကယ်ရငါပေးမယ်နော်မင်းမဆိုင်ကယ်ရှိလို့ဩငါဖေးကစီပင်အားကွာမင်းရလေဟုတ်လားဖမ်းထားတဲ့ဘိန်းတွေအများကြီးပဲကျုံမလားမယူရမင်းနည်းကုန်းလိုက်ဒါမျိုးလေးပဲရပြီဟုတ်ပြီဒါစပိန်ရဲ့ body ကမင်းလားငါခုမှတိုင်ရုံရှိသေးတာမရဘူးခစပိန်ရဲ့ body လို့နည်းနည်းလို့ကိုကျော်ကိုတင်ပြီးတော့ငါမြန်မာရန်ကုန်တမြို့နယ်လို့ငါမသွားဘူးတဲ့နိုင်ငံလေးဟုတ်လားတို့ကမိုက်သိရအောင်ပါနည်းနည်းလို့မြတ်ရဖေဒါစပိန်ရဲ့ body ဟာတင်ကြတဲ့ကောင်းဆိုင်ဟိုကောင်လေးလေလိုက်ရင်ပြဿနာပဲကွာမင်းနဲ့ပါဆိုင်လို့လေငါတွေးကြည့်တာမင်းတို့ဒုက္ခမသေးဘူးကွာဒီကောင်ခိုင်းတော့ငါလုပ်ပေးတာငါလုပ်ပေးမဟုတ်ငါတက်တာတယ်ပထမဆုံးနေ့ကငါဂတိတောင်းထားတာနော်ငါလည်းကူညီမယ်လीမင်းမသစ္စာလူမနှစ်စိကြားဘူးတယ်နော်ဂရိလူမဂရိတစီလည်းရှိတယ်ကြာစီတစီလည်းရှိတယ်နှစ်ရှိစီရင်ကတ်ကြီးနဲ့ညှပ်ပြီးမြို့တစီကျွေးမှာမစားဘူးရတယ်မစားဘူးရုပ်ကကောင်းလိုက်နောက်ပေးတယ်ဗျာလောက်မင်းတယ်လို့ဒါကျွန်တော်စပိန်ရဲ့လူနဲ့ဖန်ဆင်းတဲ့ကံမှာဒါစပိန်ရဲ့ဟန်တယ်ဒါရှိရဒါစပိန်ခေါင်းပေါ့ခေါင်းဒါမှမျက်လုံးလေးကဒါမီးသီးလေးတွေဒါစပိန်ရဲ့ body ကြီးပါ body ကိုယ်ရကြီးပါဒါစပိန်ရဲ့ဖိန်းတိုင်းကိုခင်ဗျမရိုင်းတာဗျာခင်ဗျလည်းဘယ်လိုသွားမယ်ဒီဂရိတီတာဂရိပေးတာမင်းအဲ့ဒါတက်မရိုင်းတာမင်းအဲ့ဒါတော့မကောင်းကွာမင်းလေဒါစပိန်လောက်တာလေမင်းဖိန်ကြတဲ့ခေါင်းဆိုင်ရသေးတယ်မင်းအခုကြောင့်မင်းစပိန်ရဲ့ဖိန်နိုင်ကုန်းနဲ့ဖိန်ကြတဲ့ခေါင်းညက်အောင်မယ်မဟုတ်လေဒါစပိန်ဆိုတာအလဲကောင်တက်တဲ့မှာဖိန်နိုင်ကုန်းဆိုင်တာမဟုတ်လေကွာမင်းအလဲကောင်တက်တဲ့ဆိုင်တာကွာနေပါလွှဲပေးပါကွာမင်းလေမတကယ်ကြီးမင်းမကူညီဘူးလားမကူညီဘူးကပြောတာမဟုတ်ရမင်းအဲ့လိုမလုပ်နဲ့တော့ရမဟုတ်မင်းဂတိပေးတာလေဟဲ့ဂတိကွာယောက်ျားမလားအောင်မလေးယောက်ျားအစီကြီးမင်းတောင်းမြည်တာပဲယောက်ျားစီကိုအဲ့ဒါကလာပြောနေယောက်ျားကွာအေးပြီးရောအဲ့လိုပေးမယ်ကြားလည်းပြောသေးတွဲလောက်လေယောက်ျားပြောတန်တော့ဟာဘာမှမစဘူးကောင်းရတယ်ပြည်တယ်ညီကိုနှစ်ယောက်ဒုက္ခရောက်မဲ့ကွေမင်းပြောနေပါမယ်မင်းပြောဟုတ်လားအေးစင်းလေအေးစင်းလေမင်းနဲ့ကလည်းတငယ်ကြီးလေပြောင်းရှုံးသွားတာကိတသားချင်းသူအေးစစ်တက်တာပဲโอเคညာလည်းခေါင်းဆိုင်အောင်မယ်ပေါင်ကြတယ်လည်းခေါင်းညက်အောင်မယ်လောကကျွန်တော်ဆယ်ရှိဘူးမိုးလဲတော့မင်းတို့လုပ်နေတယ်ဒါစပိန်ဟန်တာပါဒါစပိန်ရဲ့ body ကြီးပါခင်ဗျဒါစပိန်ရဲ့ဖိနိုင်ကုန်တိတယ်ဘုရားနားပါတယ်ငါပြောတော့မင်းမပြောတော့ကွာမပြောတော့ဒါဖိနိုင်ကုန်ပါခင်ဗျဒါစပိန်ရဲ့အောက်ပိုင်းကိုလိုအပ်တယ်အောက်ပိုင်းဆိုတော့ချင်းင်းကုန်လို့ပါလိုအပ်တာပေါ့အဲ့တော့ဟဲ့မင်းအဲ့ကလောက်အောင်မလိုက်တော့လောက်ပြီးသားပဲနေပါဦးတာလေ
ဘာလောက်တာလဲမตาနော်ပါပရဲ့တော့မျက်လုံးပြူးသွားမယ် မဟုတ်လေမဟုတ်ဘူးငါပြောတယ်အဲ့လိုမဟုတ်ဘူးလေ ဘယ်ပါအောက်ပိုင်းကဘယ်နောက်ကိုလာမှာနေ အခါကြီးမင်းကငါလုတ်ပေးမလို့ကုကြီးမလို့ အေးလေလောက်ရမယ်မပူးနဲ့မစွတ်မလာနဲ့ကလေးလေးလှန့်ဖြတ်ကုန်မှာပေါ့ ပြန်လာကော နည်းနည်းစပိန်ဖော်တော့ငါကောရရှေ့တော်တော်ညောင်းနေ ဝင်လိုက်တော့ ပေးပြီ မဟုတ်လည်းလူဝင်ရအောင် ဘယ်ဝင် မင်းကအောက်ကဝင်ရမှာ ဟာ ဝင်လိုက်တယ် အောက်က တဲဟုတ်ပါရောအဲ့ကအောက်ကဝင်လိုက်တာ ကြီးလေဘေးကနေဝင်မယ်လीဘေးကနေ ဝင်ရမို့အောက်ကဝင်ရမှာ အောက်ကပဲဝင်ဆိုဝင်လိုက်စမ်း ဝင်လိုက်စမ်း ဝင်လိုက် အာကြီးလုံးလိုက်စမ်း ရတယ်အောက်ကဝင်ဆိုလဲဝင်တယ်ဘာဖြစ်ဘူးဘာဖြစ်ပြီးတာ ဝင်လိုက်အဲ့လိုဝင်ရအောင်ပတ်လက်ဝင်ရမှာပတ်လက် နည်းနည်းများသွားပြီ စပိန်လို့လုပ်ပေးတာလေ ငါတတ်တာမယ်ဆို ကလေးကျောင်းမှာလုပ်လို့ရအောင် မင်းအောက်ကနေပလဲဝင်တော့ငါဂျိုးပြူပိုက်ကရေလာကောင်းတယ်ဗျလုံးလိုက်ဟဲ့လာခဲ့ ကဲဝင်လိုက်အောက်ကဝင်လေလေဒါလေးကဘာကတ်တာမဟုတ်စပိန်စီလို့လားကလေးတွေကျောင်းမှာဒါပြန်လုပ်လို့ရ လာပြီအဲ့ဒါလေးအဲ့ဒါပြောရကျွန်တော်ဟိုဟာသွားတရိယာဗျာ ဘယ်လို ဟိုတချင်းလေးဗျာ ဘယ်လိုချင်းလို့ အလဲactivity ရေးစက်ချလို့ပြီးပါပြီတဲ့ ဘယ်နေရာရှိလဲချတယ်နေရ အဲ့ဒါသွားတရိယာလို့ မနာနဲ့ဝင် ဒီကောင်နော်အဝင်ဆိုလို့ဝင်ပြီးတယ် ဝင်ဂတိတီတာကွာမင်းကြောက်ကြတယ်ဟုတ်တယ်မလား အဲ့ကောင်များရှုံး ဟေး မင်းစပိန်အစ်စ်တွေလား အတက်တယ် ဟာအစ်စ်တွေဆိုပြဿနာတက်ပြီ ဘာဖြစ်လဲ အရှိဘင်းရောအနောက်ဘင်းရောအလဲကဘောမှာစီမရှိဘူးရ ကိုမြောက်ရှုံးပြောလိုက်တာဂျပန်ပဲတို့ဒါဘောလဲကြမလို့ဘူးလို့ origin နဲ့ visit origin နဲ့ညလုံးဝပဲကြည့်ရလား ဟိုကြည့်နေတာ ခဏလေး စပိန်ကိုကြိုက်လို့လား စပိန်ကိုကြိုက်လို့လားအောက်ပိုင်းကိုကြိုက်တယ်ဟေးကောင်ဒီအမေကောင်ကောက်တယ်မင်းတို့နဲ့မဆိုင်ငါတယောက်တည်း ဟာငါကြောက်တယ်ဟေးစပိန်ကမနိုင်ကြဘူးလေမင်းကကောင်းကောင်းနေ စပိန်ကောင်မရသွားတော့ဒီကိုရေရဲ့ဘာလို့မှာတော့ လောလော ဒါကြောင့်မင်းဒီကသိန်း900နော် ဘာထဲရိုက်မလို့လို့ဟုတ်ပြီကိုကြကြီး ဟာကိုကိုအောင်မလေးမတာပစွန်တော်ချောင်းနဲ့ကဓမ္မစီဒီခေါင်းလုံးကြီးကြာနေရပဲ ဟုတ်ပြီကြာကြီးမင်းမားနေတယ်မင်းလက်ကဒီလိုလို့ ဟာလို့ ဒီလိုလားပြန်လိုက် ဟာ မင်းလက်ပါခင်ဗျာဒါကျွန်တော်အိမ်ရောက်လို့ရှိရင်တားငယ်တမီးဒီမှာပါပါလိမ့်မယ်ကျောင်းမှာပြန်ကြည့်လို့ရအောင်ဒါစပိန်တော့မကြည့်ဟိုကြည့် မဟုတ်လေအမေကမှတော့ဒီမိုင်းလေးချဲပေးပါလား အာရလုံးပဲခဏငါလုံးပဲမယ် မင်းလုံးမြတ်ကျော်ဖိကြတဲ့ခေါင်းဆိုင်တာလား ဒါစပိန်ရဲ့ဒါကျွန်တော်လက်ကင်ပါဒါစပိန်ရဲ့ဒါခေါင်းပေါ့ဒါကိုယ်ရည်ကြီးပါဒါဖိနိုင်ကုန်းမှာမပြောနဲ့သိတယ် အဲ့ကောင်မြန်လောက်ကွာ ဒါအရှိကဒါလေးတွေကဒါစပိန်ရဲ့ခြေလင်းကုန်းလေးတွေအဲ့တော့ကျွန်တော်စပိန်ပေါ်တက်မယ်ရန်ကုန်မြို့မှာစပိန်စီးရတာအေးဆေးတယ်ကားနဲ့စီးရတာကားတွေကလိုင်းကားတွေကများတယ်အဲ့ဒါစပိန်ပေါ်တက်မယ်လားအဲ့တော့ကျွန်တော်ရန်ကုန်မြို့မှာစပိန်နဲ့ပတ်မယ်သွားမယ်သားရဲ့ ဒီမှာ โอเคဒါပြီဘယ်ကွက်ညာကွက်ဘယ်ညာဆုံးဘယ်လုံး အောင်မလေး ဘေးညာဆုံးတော့ငါဖယ်ခွင့်မိမနဲ့ယောက်ဂျိုင်းခွင့်နဲ့ခွင့်နေရမလား ဟုတ်ပြီ မင်းနည်းနည်းများတယ် ကျွန် နော် တော်ကိုမုံမင်းရဲ့မိုးစားသားလေးကပြောတယ်ကိုမြောက်ရှုံးဟဲတဲ့စပိန်စီးလို့ရပြီလားတနလာပြောနေတယ်ကဲရပြီကဲကိုမုံမင်းရဲ့မိုးစားသားလေးလာပြန်လို့လေ ငါပါစံမောင်းထုံးတယ် လာတယ် တိုင်းလာဦးရဲ့ဟေးစပိန်ရ စပိန်ရပြီလား ရကြည့်ဒီမှာစပိန်ပဲ